ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပေါ့နော် audience တွေလည်းမတွေ့ရကြပြီခင်ဗျာဟိုပါလေကျွန်တော်လည်းဒီသူများတိုင်းတစ်ပါးမှာနေရတဲ့ခါကျတော့ visa ကိစ္စရင်းနဲ့ဗာနဲ့ပတ်သက်ပြီးအခက်အခဲတွေနည်းနည်းဖြစ်နေတော့ကျွန်တော်ကအရှိနှစ်ပတ်ကျော်တော့ကကျွန်တော် page မှာ post တွေပုံမှန်ပြန်တင်မယ်လို့ကျွန်တော်ဂရုပေးခဲ့တယ်လို့ပဲအခုလောလောဆယ်အနေနဲ့ပထမဦးဆုံးအနေနဲ့ကျွန်တော်ရဲ့ဒီ intro လေးပေါ့နော်ကျွန်တော်အဲ့ဒါနည်းနည်းမိတ်ဆက်ချင်ပါတယ်ကဲမတွေ့ရလဲကြာပြီခင်ဗျာအခုဒီဗီဒီယိုလေးတော့ကျွန်တော်ရဲ့ YouTube channel မှာလည်းကျွန်တော်စပြီးတော့မှကိုမိတ်ဆက်တွေနေကျွန်တော်တင်ပေးမယ်ကျွန်တော်ရဲ့ page က friend တွေ followers တွေကတော့ကျွန်တော်ကိုသိပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့ YouTube ဗီဒီယိုလေးကိုပထမအဆုံးအနေနဲ့တင်มาဖြစ်တဲ့အတွက်ကြောင့်မို့လို့အားပေးကြပါဦးခင်ဗျာဆိုတော့ကျွန်တော်ကဗာလဲဆိုရင်ကျွန်တော်ကရန်ကုန်မှာတုန်းကလွန်ခဲ့တဲ့4နှစ်5နှစ်လောက်တုန်းကပေါ့နော်အဲ့ဒီစပြီးတော့မှကျွန်တော် AutoCAD နည်းပညာ AutoCAD design အနေနဲ့ပတ်သက်ပြီးတော့မှengineering design ဆွဲတဲ့ဟာတွေ software တွေပေါ့နော်အဲ့ဒါတွေကိုတင်ကြားပို့ချခဲ့တဲ့ engineering design တင်တဲ့ဆရာတယောက်ဖြစ်ပါတယ်ပေါ့နော်ဒါကျွန်တော်အကြောင်းပေါ့နော်သိရလူကသိပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော် online class တွေရော online class တွေရောရန်ကုန် campus မှာလည်းတင်ခဲ့ဘူးတယ်အများကြီးတင်ခဲ့ဘူးတယ်အကြောင်းသားတွေလည်းအများကြီးရှိခဲ့ဘူးတယ်ကျွန်တော်ဒီပညာဒါနတွေလည်းကျွန်တော်သင်ပေးတယ်ခင်ဗျပညာဒါန batch 1 batch 2 batch 3တင်ခဲ့တုန်းကဆိုလို့ရှိရင်တဒက် batch တစ်ခုမှာအကြောင်းသားတွေအနည်းဆုံး55ယောက်ကနေစပြီးတော့မှတချို့တန်းဆို80 80လောက်ထိရှိတယ်ကျွန်တော်ဒီ100ပြည့်အောင်တော့ကျွန်တော်မတင်ဘူး batch တွေခွဲပေးတယ်ပေါ့ဗျာဆိုတော့ကျွန်တော်အကြောင်းသားပေါင်း100ကျော်200နီးမလောက်ကျွန်တော်တင်ကြားပို့ချခဲ့ပြီးတော့မှလွန်ခဲ့တဲ့2020နဲ့5ပေါ့24နဲ့25ဝန်းကျင်မှာကျွန်တော်ဒီထိုင်းနိုင်ငံဘန်ကောက်ကိုကျွန်တော်ရောက်ရှိနေထိုင်လိုက်တယ်ပေါ့အဲ့တော့တင်မှာကျွန်တော်ဗီဇာကိစ္စတွေကိုရဲ့တိုင်းတစ်ပါးမှာကိုရီးယားမြန်မာလူမျိုးဆိုတော့တိုင်းတစ်ပါးမှာနေထိုင်တဲ့အခါမှာအခက်အခဲတွေရှိရဲကိုမြန်မာပါဇက်နဲ့တင့်တော်တဲ့အစားအသောက်တွေနေမုံထိုင်မုံတွေကိုကလိုက်ပြီးတော့မှ balance ဖြစ်အောင်လိုက်ညှိနေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းအခက်အခဲမျိုးစုံနဲ့နေရေးထိုင်ရေးပြဿနာဗီဇာပြဿနာလူမှုရေးပြဿနာပေါင်းစုံနဲ့ကျွန်တော်ကိုယ့်ရဲ့ personal case တွေနဲ့ကျွန်တော် page ကိုမ run ပြခဲ့ဘူးပြီးလို့ရှိရင် private အတန်းနေနဲ့ဖွင့်ပေးဖို့ကျွန်တော်နှောင့်နှေးခဲ့တယ်ပေါ့ online class တင်တဲ့လူနဲ့ဒီ video recorded တန်းတွေကိုပဲကျွန်တော်ရောင်းချပေးတယ်တင်ကြားပေးတယ်ပေါ့အဲ့လိုမျိုးနဲ့ group Facebook group မှာပဲစာမေးစာ share ပေါ့အိမ်စာထက်တဲ့ group လိုပဲကျွန်တော် run ခဲ့တယ်ပေါ့ဗျာအခုကျတော့ကျွန်တော်ဒီတိုင်းတစ်ပါးမှာရောက်သွားပြီဆိုတော့ကိုယ့်ရဲ့ engineering industry ကလူတွေရောကိုယ့်ရဲ့ငယ် junior တွေရောကျောင်းသားကျောင်းသူတွေရောအကုန်လုံးအတွက်ကိုကျွန်တော်ဒီဘာလုပ်ပေးခြင်းလဲဆိုတော့ကျွန်တော်ဒီတိုင်းတစ်ပါးမှာနေရတဲ့ရက်တီရတဲ့လူတယောက်ရဲ့ live အကြောင်းကျွန်တော် blogging တွေတင်ပေးမယ် engineering design နဲ့ပတ်သက်တဲ့ပညာဒါနတွေကျွန်တော်တင်ပေးမယ်ပြီးလို့ရှိရင် engineer ကျောင်းသားတယောက်ဖြစ်အောင်ဘယ်လိုအစအလဲဆုံးမနေထိုင်ရမလဲဆိုတော့ပတ်သက်တဲ့ knowledge sharing တွေကိုကျွန်တော်လုပ်ပေးခြင်းတယ်ပေါ့ဗျာဟုတ်ပြီကဲအားလုံးသိရလူကတော့သိတယ်မသိရလူတွေ oriented တယ်ကျွန်တော်ပြောချင်တာမင်းဒီလိုမျိုးလုပ်နေရဆိုလို့ရှိရင်မင်းကစာတင်တယ်လည်းပြောတယ်ဆိုတော့ဟုတ်ပါတယ်ကျွန်တော်ဒီရန်ကုန်မှာ ME7 နဲ့ဝယ်ရခဲ့ပြီးပြီဆိုတော့ကျွန်တော်ဒီထိုင်းနိုင်ငံကိုပြောင်းရွှေ့လာတဲ့အချိန်မှာကျွန်တော်ဒီကိုယ့်ရဲ့ပညာရေးလမ်းကြောင်းကိုခီးဆုံးတဲ့ဒီကျွန်တော်လေ့လာဖို့အတွက်ကိုကျွန်တော်ဒီလက်ထိုင်းနိုင်ငံမှာရှိတဲ့မဟာချူလာတက္ကသိုလ်မှာကျွန်တော်ဒီ Doctor of Education and Management နဲ့ Administration ကျွန်တော်တင်ကြားတင်ယူနေတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတနေ့အချိန်ကြာရှိကိုတိုင်းပြည်ကိုပြန်တဲ့အခါမှာကိုယ်နိုင်ငံအတွက်ပညာရေးနဲ့ပတ်သက်တဲ့ဘိုင်း academic ဘိုင်းမှာကျွန်တော်ဒီစိတ်အားထက်သန်စွာပါဝင်ကူညီဖို့ရောတက်ကြွစွာလှုပ်ရှားဆောင်ရွက်မှုကိုကျွန်တော် active ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီထိုင်းနိုင်ငံကနေဒီပညာကို PhD ဒေါက်တာဘွဲ့တက်ပြီးသွားလို့ရှိရင်ဒီနေ့ချင်းကျွန်တော်ဒီကိုအမိမြေကိုပြန်လဲအခြေချတဲ့အခါမှာအမိမြေမှာရှိတဲ့ engineering ပတ်သက်တဲ့အကြောင်းတွေဖြစ်စေ education ပတ်သက်တဲ့အကြောင်းတွေမှာတက်ဆိုင်ရာ academic တာဝန်ရောစာတင်ကြားရေးတာဝန်ယူနိုင်အောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ academic administration နဲ့ education နဲ့ management ကိုကျွန်တော် PhD degree နဲ့တက်နေတယ်ပေါ့ဗျာအဲ့တော့တက်နေရင်ဒါနဲ့ကိုရိုနဲ့ပြန်ပြီးအတင်ကြားပို့ချခံရတဲ့အကြောင်းသားတယောက်တစ်ဖြစ်နေရောတင်ကြားပို့ချပြီးဆရာတစ်ဖြစ်နေရောကျွန်တော်ရက်တည်နေရပေါ့ဗျာဆိုတော့ကျွန်တော်ရဲ့ lifestyle နေရကျွန်တော်ရဲ့အခက်အခဲတွေရပြီးလို့ရှိရင်ကျွန်တော်ဖြတ်တန်းခဲ့ရ engineering ဘဝအတွေ့အကြုံတွေရအကြောင်းသားဘဝအခက်အခဲတွေရနောက် junior ကျောင်းသားကျောင်းသူတွေမှာကျွန်တော်တို့အခက်အခဲမကြုံရအောင်နေရအတွက်ကျွန်တော်ဦးစားပေးပြီးတော့ blog တွေတင်ပေးမယ်ပြီးထိုင်းနိုင်ငံမှာရှိတဲ့ဒေဇာဘတ်ဆရာနေရာတွေထိုင်းနိုင်ငံအနီးနားမှာရှိလာအိုတို့ဘာတို့ဗီဇာသွားရတဲ့နေရာမှာရှိအခက်အခဲတွေကျွန်တော် blogging တွေရိုက်ပြီးတော့ကျွန်တော်တင်ပေးဖို့အစီအစဉ်ရှိရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကိုအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်တယ်လက်ရှိအားပေးနေတဲ့လူတွေလည်းအထူးကျေးဇူးတင်ရှိပါတယ်ပေါ့နော်ဆိုတော့ဆက်လက်ပြီး oriented တွေလည်းကျွန်တော်ကိုလူလဲဆိုတာသိရှိသွားပြီဘယ်လိုလုပ်ပေးမဲ့အစီအစဉ်ရှိရတဲ့အတွက်ကြောင့်ကျွန်တော်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့အားလုံးကို
နှုတ်ဆက်လိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါအောင်အားလုံးမတက်တာပါ